တရားတော့လုံးလုံးကျွတ်သွားပါပြီရှင်ခရီးဟိုဘက်ရောဒီဘက်ရောကားရင်လည်းပိတ်ထားပါရဲ့နော်2 ရက် 3 ရက်တော့လာလို့အဆင်မပြေဘူးလို့ပြောပါတယ်ရှင်2 ရက် 3 ရက်ဆိုတော့5 ရက်ပေါ့နော်တရားကျိုးသွားပါပြီလို့တရားကျိုးသွားပါပြီအခုချိန်ကနေရာတိုင်းမှာရေကြီးနေရဆိုတော့ဘယ်မှမသွားတာပဲကောင်းပါနဲ့နော်ဖျားဘူးသွားတယ်လို့ပြောတာပါနော်မေးထားတဲ့သူများကားဘယ်ကားမှဖြတ်လို့မရပါဘူးနော်ဖြတ်ရင်ဖြတ်ကြပါစိတ်မကောင်းကြပဲရှင်အခုဒီနေ့10 နာရီ40ကျော်ဝန်းကျင်မှာပေါ့နော်တရားအော်တိုဘာလ3 ရက်နေ့10 နာရီ40ကျော်မှာပဲတရားဟာဖြင့်ကျိုးသွားပါပြီလို့ကားတွေဟိုဘက်ဒီဘက်ပိတ်လိုက်ပါပြီနော်ကြပါတော့မိထီလာကားလမ်းမကြီးဒီနာစီပနာနဲ့ကိုင်းကြတရားလေးကျိုးသွားပါပြီရှင်ခရီးသွားပြည်သူများလမ်းဖြတ်ကူအဆင်မပြေတော့ပါဘူးရှင်နော်အခုနအထိတော့အဆင်ပြေနေပါသေးရဲ့ရှင်အခုကကားကြီးဖြတ်များပြီးတော့ပေါ့နော်ဒီတရားလေးတရားကျိုးသွားပါပြီနော်ဒီမှာမြင်ရတာတော့မသိဘူးရှင်အမဆိုင်ကယ်လည်းကူးရတယ်လို့နော်ဆိုင်ကယ်ကူးရတယ်လို့ပုတ်ပါလန်းအခြေအနေကကောင်းပါလေရှင်ပုတ်ပါလန်းအခြေအနေကအဆင်ပြေပါတယ်မိုးမရွာရင်မိုးကလည်းမရွာတော့ပါဘူးလို့နေလည်းပွင့်လာပါပြီရာသီဥတုကအခြေအနေကလည်းရမ်းကိုလှနေပါပြီနော်ပုတ်ပါလန်းဘာမှမဖြစ်ပါဘူးရှင်ဒီကတော်တော်ကြီးကိုကြောက်တော့ပါကြောက်တော့ပါတယ်ရှင်ကားရတော့နော်ဟိုဘက်တစ်လက်ဒီဘက်တစ်လက်ကူးမှအဆင်ပြေမှာပါရှင်ရေများကြီးကြော်ထားတဲ့အတွက်ကလမ်းနေရနည်းနည်းမကောင်းဘူးပေါ့နော်